အားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်မြန်မာပြည်ကနေကြည့်ရှုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြစ်တာရက်ခံပါတယ်ရှင်အိုမန်ဒမ်ဘီလီရဲ့ကိုစလရီက PSG အသင်းကိုဖိအားဝိုင်းပေးနေကြတယ်လို့သိရပါတယ်ဘလွန်ဒီယောဆုရှင်ပြင်သစ်တိုက်စစ်မှုကအစာချုပ်တဲ့ချုပ်ဆိုခြင်းနေပေမဲ့သူ့ရဲ့ကိုစလရီကဒမ်ဘီလီရဲ့စွမ်းဆောင်ရည်နဲ့ဘလွန်ဒီယောဆုရှင်ဆိုတဲ့ကွန်ထရက်ကြောင့်လစာကိုတည်တည်တတ်တာများပြားတဲ့ပမာဏတိုးပေးဖို့တောင်းဆိုနေရပါPSG တင်ကလည်းဒမ်ဘီလီရဲ့လစာကိုတိုးမြင့်ပေးဖို့အတွက်အဆင်သင့်ဖြစ်နေပေမဲ့လည်းမက်ဆီနဲ့နီမာတို့ရခဲ့တဲ့ပမာဏလောက်ထိတော့မပေးနိုင်ဘူးလို့ညှန်းဆန်နေရဖြစ်ပြီးဆွေးနွေးညှိနှိုင်းမှုကပြင်းထန်တဲ့အခြေအနေဖြစ်လာတယ်လို့ Al Iqad ကဖော်ပြခဲ့ပါတယ်ရှင်။ဘာစီလိုနာဥက္ကဋ္ဌ UN လာပေါ်တာကနုကန်ကွင်းတစ်ကြီးမှာလီယိုနယ်မက်ဆီအတွက်ကြီးမားတဲ့ဂုဏ်ပြုနှုတ်ဆက်ပွဲကြီးကျင်းပပြုလုပ်ပေးဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်။ဒီပွဲကြီးကိုနုကန်ကွင်းတစ်ကြီးကလူပေါင်း3သိန်းနဲ့4,000ဝန်ဆန့်သွားတဲ့အချိန်2026နွေရာသီနှောင်းပိုင်းမှာကျင်းပသွားဖို့စီစဉ်နေပါတယ်။ဒီဂုဏ်ပြုနှုတ်ဆက်ပွဲကြီးကဘောလုံးသမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးခမ်းနားဆုံးဂုဏ်ပြုပွဲကြီးဖြစ်လာတော့မှာဖြစ်ပြီးဘာစီလိုနာရဲ့တသက်တာအကောင်းဆုံးကစားသမားတစ်ယောက်အတွက်ထိုက်တန်တဲ့နှုတ်ဆက်ပွဲဖြစ်လာမှာဖြစ်ပါတယ်ရှင်။တာကူတွေကိုဂါနာတို့မျက်နှာသာပေးတော့မှာလား။ဂါနာအသင်းကတော့2026ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ခွင့်ရခဲ့ပြီးတဲ့နောက်ဂါနာအတွက်ကစားပေးနိုင်တဲ့သတ်မှတ်ချက်တွေနဲ့ကိုင်နေတဲ့ကစားသမားအချို့ကအစပိုင်းတုန်းကကစားပေးဖို့ညှဉ်းဆန်ခဲ့ပေမဲ့အခုတော့ကစားပေးချင်နေကြပြီဆိုတော့ကောလာဟာလာတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်ဂါနာအသင်းကိုကမ္ဘာဖလားချစ်စစ်ပွဲအောင်မြင်မှုရှိသမျှအကုန်ပေးပြီးကစားခဲ့ရတဲ့ကစားသမားအချို့ကနောက်ဆုံးကမ္ဘာဖလားလူစင်းတွေကနေချက်လက်ခံခဲ့ရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဂါနာအသင်းထွက်ကစားပေးနိုင်တဲ့ကစားသမားတွေထဲမှာ Kellen Hudson Odoi, Adi Nketiah, Taris George ချန်ပေါင်တို့လိုမျိုးကစားသမားတွေလည်းပါဝင်နေပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးဂါနာအသင်းကြီးပြအော်တိုအက်တိုကတော့ကျွန်တော်တို့ဖြစ်စဉ်တစ်ခုချင်းစီတိုင်းကိုကြည့်သွားမှာပါ2021ခုနှစ်ကတည်းကကျွန်တော်လိုက်နေခဲ့ပြီးမြဲကျွန်တော်တို့ခေါ်တာကိုအကြောင်းမပြန်တဲ့မလာခြင်းတဲ့ကစားသမားတွေရှိပါတယ်အဲ့ဒါကကွဲပြားတဲ့အရာဖြစ်ပြီးကျွန်တော်တို့သူတို့ကိုမချင်းကပ်ခဲ့ဘူးအခုသူတို့တွေကအသင်းကိုလာချင်နေကြပါတယ်ကျွန်တော်တို့တောက်လျှောက်ချင်းကပ်ခဲ့တော့ကကြတော့ no လို့ပြောခဲ့ပြီးမှအခုကမ္ဘာဖလားမှာကျွန်တော်တို့ကစားရမယ်ဆိုမှလာချင်နေကြတယ်လို့ပြောခဲ့တာဖြစ်ပါတယ်ခန္ဓာအသင်းကြီးပြပြောစကားရဆိုရင်တော့လေဗီစင်တင်ကခခရခေါ်တော့ကညင်းခဲ့တဲ့သူတွေဟုတ်မဟုတ်စီစပီးမှလက်ခံသွားမယ်လို့ယူဆရပြီး Hudson Odoi နဲ့ Nketiah အချင်ပေါင်တို့လိုမျိုးကစားသမားတွေကအသင်းအတွက်တော်တော်လေးအကျိုးပြုနိုင်မယ့်ကစားသမားတွေဖြစ်ပေမဲ့ဘယ်လိုတုံ့ပြန်ခဲ့တဲ့ကစားသမားတွေထဲပါလဲဆိုတာကတော့မသိရသေးပါဘူးဘရာဇီးနဲ့ဆီနီဂေါခြေစမ်းပွဲကိုအာဆင်နယ်အသင်းရဲ့အမ်ရီကွေးမှာရှင်ပြိုင်ကစားမယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြချင်ပါတယ်လာမယ့်နိုဝင်ဘာလနိုင်ငံတကာရဲတပ်ပတ်မှာရှင်ပြိုင်ကစားမယ့်ဘရာဇီးနဲ့ဆီနီဂေါတို့ရဲ့ခြေစမ်းပွဲကိုတော့အာဆင်နယ်အသင်းရဲ့အမ်ရီကွေးမှာကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။ဘရာဇီးအသင်းကနိုဝင်ဘာလမှာအာဖရိကအသင်းနှစ်သင်းဖြစ်တဲ့ဆီနီဂေါတူနီးရှားတို့နဲ့ဥရောပမှာခြေစမ်းကစားဖို့စီစဉ်ထားပြီးတူနီးရှားနဲ့ပွဲကိုတော့ပြင်သစ်နိုင်ငံလိုင်လီမြို့မှာကစားသွားမှာပါ။ဘရာဇီးအသင်းကအမ်ရီကွေးမှာ9ပွဲရှင်ပြိုင်ကစားဖို့ပြီးဆီနီဂေါအသင်းကတော့မကစားဘူးသေးကြောင်းသိရပါတယ်။ဆီနီဂေါအသင်းကဘရာဇီးကိုမရှုံးဘူးသေးတဲ့အသင်းတစ်သင်းဖြစ်ပြီးနှစ်ပွဲဆောင်တွေ့ခဲ့ဝေးရမှာတပွဲနိုင်တပွဲတည်ကြခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။အာဆင်နယ်အသင်းကဘရာဇီးတိုက်စစ်ကစားသမားမာတင်နယ်လီကတော့ကျွန်တော်အတွက်တော့ဒီပွဲကအလွန်ထူးခြားတဲ့ပွဲပါကျွန်တော်အာဆင်နယ်အသင်းကိုရောက်နေတာ6နှစ်ကျော်ပြီဖြစ်တယ်လို့အမေရိကန်မှာလည်းအမှတ်တရများစွာရှိနေပါတယ်အခုဘရာဇီးအသင်းနဲ့တူတီမလာကစားရမှာကအလွန်ထူးခြားတဲ့အခြေအနေပါပဲလို့ပြောကြားခဲ့ပါတယ်ရှင်အခုဆက်လက်တင်ဆက်ပေးမှာကတော့အီတလီအသင်းကမ္ဘာဖလားချစ်စစ်ပွဲမအောင်ရင်အီတလီနိုင်ငံကထွက်ခွာသွားမယ်လို့ဂတ်တူဆိုပြောကြရဲဆိုတဲ့သတင်းလေးပါအီတလီလက်ရွေးစင်အသင်းကြီးပြဂတ်တူဆိုက2026ကမ္ဘာဖလားပြိုင်ပွဲကိုအီတလီအသင်းချစ်စစ်ပွဲမအောင်ရင်အီတလီနိုင်ငံကနေထွက်ခွာသွားပြီးတခြားနိုင်ငံမှာနေထိုင်မယ်လို့ပြောကြားခဲ့ပါတယ်။အီတလီနဲ့ AC Milan အသင်းတို့ရဲ့နာမည်ကျော်ကွင်းလယ်ခန်းစစ်ကစားသမားတူဖြစ်ခဲ့မှုတဲ့ဂတ်တူဆိုကပြီးခဲ့တဲ့ဇွန်လကမှအီတလီလက်ရွေးစင်အသင်းရဲ့နီးပြအဖြစ်ခန့်အကျဉ်ခံခဲ့ရတာပါ။နီးပြစပယ်လာတီလက်ထက်မှာရလဒ်တွေဆိုရနေရကြောင်းဂတ်တူဆိုကိုပြောင်းလဲခန့်ခဲ့တာဖြစ်ပြီးဂတ်တူဆိုလက်ထက်မှာတော့ကမ္ဘာဖလားချစ်စစ်ပွဲ၄ပွဲစလုံးရာနှုန်းပြည့်အနိုင်ရရှိထားပါတယ်။ဒါပေမဲ့အခြေစစ်ပွဲအုပ်စုမှာနော်ဝေရဲ့နောက်ဒုတိယနေရာရောက်ရှိနေတာကြောင့်ဓာတ်ရိုက်အခြေစစ်ပွဲအောင်မြင်မှုအတွက်လက်ကျန်နှစ်ပွဲစလုံးမှာလိုအပ်တဲ့ရလဒ်နဲ့အနိုင်ရဖို့လိုနေပါတယ်။ရည်မှန်းထားတဲ့အတိုင်းလှုပ်ဆောင်နိုင်ရင်ကျွန်တော်ဂုဏ်ပြုခံသွားရမှာဖြစ်ပြီးတကယ်လို့မလုပ်နိုင်ဘူးဆိုရင်တော့အီတလီနိုင်ငံကနေကျွန်တော်ထွက်ခွာသွားမှာပါ။ဒီအတွက်ကျွန်တော်စီစဉ်ထားပြီးပါပြီ။စပိန်မှာသူ့ရဲ့နေအိမ်ရှိပါတယ်။ဒီထက်ဝေးရာကိုလည်းထွက်သွားနိုင်ပါတယ်လို့ဂတ်တူဆိုကပြောကြားခဲ့ပါတယ်။အီတလီတင်ကနောက်ဆုံးကျင်းပခဲ့2018နဲ့2022ကမ္ဘာဖလားပြိုင်ပွဲနှစ်ချိန်ဆက်ချစ်စစ်ပွဲမအောင်မြင်ခဲ့တာကြောင့်ဒီတစ်ချိန်မှာလည်းထပ်ပြီးလွဲချော်ရမှာကိုအီတလီပြည်သက်တွေစိုးရိမ်နေကြတာပဲဖြစ်ပါတယ်ရှင်။ပရီးမီးယားလိရဲ့စံချိန်သစ်ဖြစ်မဲ့စပွန်ဆာစာချုပ်ချုပ်ဆိုဖို့လီဗာပူးစီစဉ်နေတဲ့ဆိုတဲ့သတင်းလေးကိုလည်းတင်ဆက်ပေးချင်ပါတယ်။လီဗာပူးတင်ကပရီးမီးယားလိရဲ့စံချိန်သစ်ဖြစ်မဲ့အင်ဂျီစပွန်ဆာစာချုပ်ချုပ်ဆိုဖို့စီစဉ်နေကြောင်းသိရပါတယ်။
လီဗာပူးတင်ကလည်းရှိချိန်မှာတော့ဘဏ်လုပ်ငန်းဖြစ်တဲ့ Standard Chartered နဲ့2028ခုနှစ်ထိစပွန်ဆာစာချုပ်ချုပ်ဆိုထားပြီးတစ်နှစ်ကိုပေါင်တန်း90ရရှိနေပါတယ်။လက်ရှိပရီးမီးယားလိမှာအင်ဂျီစပွန်ဆာတန်ကြေးအမြင့်ဆုံးဖြစ်ရပ်တည်နေတာကတစ်နှစ်ပေါင်တန်း60ရရှိနေတဲ့ Man City နဲ့ Man U တို့ဖြစ်ကြောင်းသိရပါတယ်။လီဗာပူးတင်က Standard Chartered နဲ့ပဲဆက်ပြီးလက်တွဲသွားမှာဖြစ်ပေမဲ့စာချုပ်တဲ့တန်ဖိုးကတော့တစ်နှစ်ပေါင်တန်း80နဲ့ပရီးမီးယားလိရဲ့စံချိန်သစ်ဖြစ်လာမှာဖြစ်ကြောင်း The Sun ကဖော်ပြခဲ့ပါတယ်။လီဗာပူးတင်က Standard Chartered နဲ့2010ခုနှစ်ကလေးကလက်တွဲခဲ့တာဖြစ်ပြီးအသင်းရဲ့သမိုင်းတစ်လျှောက်9ခုမြောက်လက်တွဲပူတဲ့အင်ဂျင်စပွန်ဆာဖြစ်ကြောင်းလည်းသိရပါတယ်။ Carlsberg ကုမ္ပဏီကလည်းလီဗာပူးနဲ့ပြန်လည်လက်တွဲဖို့ဆန္ဒရှိနေပေမဲ့လည်း Standard Chartered နဲ့သဘောတူညီရရှိဖို့နှီးစပ်နေပြီဖြစ်ကြောင်း The Sun ကဖော်ပြခဲ့ပါတယ်။ပြစ်ဖို့ကို Everton အသင်း2029ခုနှစ်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုရဲဆိုတဲ့သတင်းလေးကိုလည်းဆက်လက်ပြောပြချင်ပါတယ်။ Everton အသင်းကအင်္ဂလန်လက်ရွေးစင်အသင်းရဲ့နံပါတ်1ဂိုးသမား Pickford ကို2029ခုနှစ်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ Everton အသင်းကတော့ Pickford ကို2019နွေရာသီမှာစန်တာလန်ကနေပေါင်တန်း30နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး10နှစ်တာကာလအတွင်းအသင်းအတွက်ပြိုင်ပွဲစုံ326ပွဲကစားပေးထားပါတယ်။ Pickford 32နှစ်ကိုခေါ်ယူလိုတဲ့ထိပ်သီးအသင်းများစွာရှိနေတယ်လို့အသင်းအတွက်လည်းအကောင်းဆုံးလက်စွမ်းပြနေရကြောင်း Everton အသင်းကနှစ်ရှည်တက်တန်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တက်တန်းတိုးနိုင်တဲ့အတွက်ဝမ်းမြောက်မိပါတယ်။ကျွန်တော်လာပေါ်ရောက်တယ်လို့ခံစားရပြီးအသင်းရဲ့ခံဝင်တဦးဖြစ်ကိုပုံဖော်နိုင်မှုအခွင့်အရေးပေးအပ်ခြင်းခံရတယ်လို့ထင်မိပါတယ်။ကျွန်တော်တို့မိသားစုအတွက်အထူးခြားတဲ့အခါသမယပါပဲလို့ Pickford ကပြောခဲ့ပါတယ်။ဒါအပြင် Pickford က Everton အသင်းရဲ့မှောင်မိုက်တဲ့နေရက်တွေနောက်မှာကြံ့ရိတ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ပိုင်ရှင်တစ်တွေကအသင်းကိုဥရောပမှာရှင်ပြိုင်နိုင်တဲ့အသင်းဖြစ်အောင်တည်ဆောက်ပေးနိုင်မယ်လို့လည်းထင်မြင်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။ခုတင်ဆက်ပေးမှာကတော့လီဗာပူးနဲ့ပွဲမတိုင်ခင် United အသင်းရဲ့အထူးကစားသမား၄ဦးထိလေ့ကျင့်ခန်းအစီအစဉ်ကိုလွှဲချော်တဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ပရီးမီးယားလိပွဲကြီးပွဲကောင်းအဖြစ်သမိုင်းကြောင်းအဆင့်လာပြိုင်ဘက်လီဗာပူးနဲ့ကစားမဲ့ပွဲမတိုင်ခင်Manchester United အသင်းရဲ့အထူးကစားသမား၄ဦးကကြာသပတေးနေ့ကအသင်းလေ့ကျင့်ခန်းအစီအစဉ်ကိုလွှဲချော်ခဲ့ပါတယ်။ United အသင်းတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ကုညာဒီယာလိုအသင်းကောင်းဆောင် Bruno Fernandes နဲ့ဝိုင်းကွင်းလည်လူ Casemiro တို့ကကာရင်တန်လေ့ကျင့်ရေးကွင်းမှာအသင်းဘော်တွေနဲ့တူလေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ United အသင်းကတနင်္ဂနွေနေ့ကျရင်လီဗာပူးနဲ့ Anfield ကွင်းမှာပွဲကျရင်ဆိုင်ရမှာဖြစ်ပြီးအမော်ရင်အနေနဲ့ United နီးပြပွဲမှာပထမဆုံးချိန်ပရီးမီးယားလိနှစ်ပွဲဆက်နိုင်ဝဲရအောင်ကြိုးစားရမှာပါ။ United အသင်းမှာနောက်ခံလူမတ်ရောင်အီကအသေးစားဒဏ်ရာကြောင့်မော်ရိုကိုအသင်းကစားခဲ့တဲ့ပွဲတွေကိုလွဲချော်ခဲ့တယ်လို့အခုလောလောဆယ်ဒဏ်ရာအခြေအနေတိုးတက်လာပြီဖြစ်ပေမဲ့လီဗာပူးနဲ့ပွဲမှာတော့ပါဝင်နိုင်မှုမရှိသေးပါဘူး။ဒါအပြင်ဒူးတန်ရာခွဲစိတ်မှုကြောင့်ကာလရှည်အနားယူနေရတဲ့ Lisandro Martinez ကလည်းကြက်ခိုင်မှုရှိလာအောင်ကြိုးစားနေစေဖြစ်ပြီးနိုဝင်ဘာလအတွင်းကစားမယ့်နိုင်ငံတကာရက်သတ္တပတ်အပြီးမှပြန်ကစားနိုင်မှုရှိနေပါတယ်။ United အသင်းမှာဒဏ်ရာပြဿနာတချို့နဲ့ရင်ဆိုင်နေရတဲ့အတွက်အကူညာဒီယာလို Bruno Fernandes Casemiro တို့လေ့ကျင့်ခန်းမဆင်းနိုင်တာကြောင့် United ပရိသတ်တွေစိုးရိမ်တကြီးဖြစ်နေကြပါတယ်။ဒါပေမဲ့လည်းအဲ့ဒီကစားသမားလေးဦးကဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲအမော်ရင်နားရပူရအောင်အနားယူခိုင်းခဲ့တဲ့အတွက်လေ့ကျင့်ခန်းမဆင်းနိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဆောင်းမွေးအောင်ကတော့သိချသွားပါပြီ။တချို့ကစားသမားတွေတွေ့ဘူးကြမှာပါ။အသင်းလက်ဒါမှမဟုတ်အသင်းငယ်မှာကစားတယ်။သူကစားနေတဲ့ league မှာထင်ပေါ်အောင်ခြေစွမ်းပြနိုင်တယ်ဒါပေမဲ့အဲ့ဒီ league ကသက်ဆိုင်တဲ့အသင်းကြီးတွေသူ့ကိုအဖတ်မလုပ်ကြဘူး။လုံးရင်တော့တသင်းလောက်ပါပဲဒီထက်ပိုပြီးသူ့ကိုလိုချင်တဲ့အသင်းမရှိဘူးအဲ့ဒီအသင်းတသင်းအောင်မှာဟပ်ပတ်လိုချင်လာတာရေမဟုတ်ပါဘူးဥပမာမာဒေတာအန်တိုနီဂေါ်ဒွန်ဘိုဝင်တို့လိုကစားသမားတွေပေါ့ဒါမျိုးကစားသမားတွေကထင်ပေါ်အောင်ကောင်းပေမဲ့အသင်းကြီးတွေစစ်တဲ့အရေးချင်းစစ်ဆောင်မွေးတွေကိုမအောင်ကြတဲ့ကစားသမားတွေလို့ပြောလို့ရပါတယ်သူတို့မှာအရန်အဆင့်မြင့်တဲ့ data စနစ်တွေကင်းထောက်စနစ်တွေရှိတယ်သူများတကာကအရန်ကောင်းပါတယ်လို့အော်နေလေသူတို့ရဲ့ data ကင်းထောက်စနစ်တွေထဲမှာဒီကစားသမားတွေကအရန်ကောင်းချင်မှကောင်းလိမ့်မယ်ဒီသဘောပါပဲအခုဘုံမောက်အသင်းမှာတက်ခစ်ထနေတဲ့ Antoine Seaman မျိုးကြတော့လေအသင်းကြီးတွေစစ်တာစာမေးပွဲကိုအောင်တော့မှဂုဏ်လုံးမှတ်ပါရတယ်လို့ပြောရပါမယ်။ Man City သင်းကလွဲလို့ Premier League ရဲ့ကြီး6ကြီးအသင်းတွေကစီမံညိုကိုအပြိုင်ဆိုင်လိုချင်နေကြပါတယ်။ Man U, Tottenham, Chelsea နဲ့ Liverpool တို့ကအလုံးစုံ2026နွေမှာစီမံညိုကိုဆွဲစီးဖို့ကြံစည်နေသလို Arsenal ဆိုရင်ဒီဆောင်းမှာလည်းအရာခေါ်ကျင်နေပါတယ်။ဒီလိုအသင်းကြီးတွေဝိုင်းပြီးတော့ချိန်နေကြပြီဆိုကြတဲ့ကစီမံညိုကအရေးချင်းစစ်ဆောင်မွေးအောင်တော့သိကြသွားပါပြီ။ဘယ်အသင်းကြီးသူ့ကိုနှိုက်မိသွားမလဲဆိုတာကအဆောင်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ရှင်။မဖြစ်နိုင်ဘူးလို့ဘယ်သူပြောတာလဲ။2026ခုနှစ်ဒါမှမဟုတ်2028ခုနှစ်နွေရာသီအပြောင်းရွှေ့ကာလကိုရောက်နေလို့စိတ်ထဲသဘောထားကြည့်ပါ။နာမည်ကျော်ကစားသမားတူရဲ့တခုတည်းသောအပြောင်းရွှေ့ကလူတိုင်းရဲ့ပါစက်ကြားမှာရီပန်းစားနေပြီးသတင်းမီဒီယာတွေခေါင်းစည်းကြီးနဲ့သူ့ထံကအပြိုင်ဆိုင်ဖော်ပြနေကြပါတယ်။အာလင်းဟာလန်ရီယယ်မက်ဒရစ်အသင်းထံပေါင်တန်း250နဲ့ပြောင်းရွှေ့သွားပြီး
စနေနေ့ကျရင်ဘာနီပြူမှာမိတ်ဆက်ပွဲလုပ်မှာတဲ့ဒါကမဖြစ်နိုင်ဘူးလို့ဘယ်သူပြောနိုင်ပါသလဲဒီရက်ပိုင်းစပိန်သတင်းအရင်းမြစ်တွေစီကဖော်ပြချက်တွေအရရီယယ်မက်ဒရစ်ကလာမယ့်2026နေရာဒီမှာဗီနီစီယာဂျူနီယာကိုရောင်းထုတ်ပြီးဟာလန်ကိုခေါ်ယူဖို့တကယ်ကိုအလေးနဲ့ကြံစီနေပြီလို့သိရတယ်ဒါကရွှေ့တဲ့အကွက်ပဲ MBP ရှိနေတဲ့အသင်းမှာဗီနီစီယာကို sorry ထန်ကြိုက်ကြေးခေါ်ပြီးရောင်းပြီးရင် MBP ကိုဘဲတောင်ဝင်ပြန်ပို့ပြီးအထောင်တိုက်စစ်မှုကဟာလန်နဲ့တွဲဆော့ခိုင်းတာမျိုးဘာလို့သူတို့မလုပ်ချင်ရမှာလဲပြီးတော့ဘာလို့သူတို့မလုပ်နိုင်ရမှာလဲသူတို့က Real Madrid ပဲဟာလန်ဘက်ကိုကြည့်ရင်လည်း Manchester ကနေတပွားမှမခွာပါဘူးလို့အာမမခံနိုင်ဘူးလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကသူ့အဖေကိုယ်တိုင်သူ့သားဟာလန်ကအသင်းတစ်သင်းမှာအကြာကြီးကစားရမျိုးလုံးမှာမဟုတ်ဘူးလို့ပြောခဲ့ပြီးသားဒီနှစ်စောပိုင်းက Man City အသင်းနဲ့9နှစ်ခွဲစာချုပ်ကြီးချုပ်ခဲ့ရဆိုတာကလည်းသူ့ကိုရောင်းတဲ့အခါ Man City ဘက်ကပြောင်းရွှေ့ချေတစ်နှစ်တပူရဖို့အတွက်ချုပ်ပေးခဲ့တာမဖြစ်နိုင်ဘူးလားချီယာပရိသတ်ကြီးတို့အားကစားသတင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေပါရရှင်အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရတဲ့မှာစောင့်လေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေနေ့စဉ်ဘောလုံးသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်ဘောလုံးစစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်